တခါတလေကြတော့မှန်တယ်လို့နဲ့မှားတာလည်းရှိတယ်စေယောဂဆရာဝန်တယောက်ကစေယောဂလူနာတွေကိုစိတ်6လကျွေးတယ်ကျွေးပြီးတော့ intelligence power ဘလောက်တက်လာတယ်လဲစစ်စေးကြောင်းသားတွေကနောက်ကပမုခရှေ့ကလူနာပြုဆရာမလေးကိုစေယောဂရှင်လေးတွေတယောက်စီရှေ့ခေါ်ထိုင်ခိုင်းပြီးတော့စစ်စေး6လကျွေး3လီဘလောက်လဲစေးစဝေနာရှင်ကစဉ်းစား126ပါခင်ဗျာတော့မရသေးဘူးဘယ်နဲ့3လီ126အောင်မကွာနောက်တစ်ယောက်လားဒီမိကုံးမမေးတယ်နောက်လူနာတစ်ယောက်3လီဘလောက်လဲကြာသာပရိပါခင်ဗျာမင်းကအခရာတို့ကြီးတို့တရတော့မပေါဘူးဟုတ်ပဲသွားနောက်တစ်ယောက်လား3လီဘလောက်လဲ9ပါခင်ဗျာဒီကောင်မစိုးတက်လာပြီတဲ့မင်းဘယ်လိုရလဲ9ဟိုပထမကောင်126လေးကဒုတိယကောင်ကြာသပတိနှုတ်လိုက်တာတဲ့တခါတလေမှန်တယ်ဆိုပေမဲ့တခြားမေးအောင်